တေဆုံးပေါ်တာကြာပြီးချစ်တဲ့လေရင်မဲဟာလေရင်ပေါ်မှာရှိနေစေလို့ထင်ရပါတယ်။ကျမ်းပြင်ပေါ်မှာသွေးဆက်တွေရုတ်တရက်ပေါ်မလာတာကိုလေရင်မဲစတွေ့ရကနေစဟေတာပါ။သူမနောက်ကမင်းကလေးနဲ့ဖုံးကြီးလဲဓာကိုမြင်ပြီးကြောက်လွန်းလို့စကားတော်မပြောနိုင်ကြပါဘူး။ဖုံးကြီးဟာမျက်စိကိုတင်းတင်းပိတ်ပြီးဗရိတ်တရားလေးကိုအသေးအတန်ယူထပ်ပါတော့တယ်။အဲ့ဒီချိန်မှာအမျိုးသားတဦးဟာတန်စင်ကန်ထဲမှာမျက်နှာတက်နေခဲ့ပါတယ်။ရုတ်တရက်သွေးတွေဆိုးရွှဲနေတဲ့လက်တစုံကနောက်ကနေထွက်လာပြီးသူ့မျက်နှာကိုကောက်ချစ်လိုက်ပါတယ်။ဒါပေမဲ့အကြောက်စရာအကောင်းဆုံးဖြစ်ရကတော့လေရင်ခန်းထဲမှာထိပွားဟဲ့တာပါ။ခရီးတဲ့တဦးဟာရုတ်တရက်ထရက်လိုက်ပြီးလေလွင့်နေတဲ့အကြည့်ဒီနဲ့ရှေ့ကိုရှောက်သွားပါတယ်။သူ့မျက်နှာပေါ်ကအကြောတွေထောက်တက်လာပြီးမယုံနိုင်စရာကောင်းလောက်အောင်ခေါင်းက360ဒီဂရီလဲသွားပါတယ်။လေရင်အမှုထမ်းတွေကထိတ်လန့်တကြားသွားစစ်ဆေးပေမဲ့ထိုလူကတော့ဘာမှမထိသလိုထိုင်ကုန်မှာပြန်ထိုင်နေပါတယ်။အဲ့ဒီအချိန်မှာကုံလောင်ယုံနဲ့ပိုက်မိနေအချက်ခါသူ့ရှေ့မှာဝိညာဉ်ပေါင်းများစွာကိုမြင်လိုက်ရပါတယ်။ကံကောင်းထောက်မစွာနဲ့လက်ထောက်လင်းရင်မိုးကကုံလောင်ယုံမှာတခုခုမားနေတာကိုသတိပြုမိပြီးဂျက်ကိုကဲထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လက်ထောက်လင်းရင်မိုးတစ်ခေါက်ပြန်စစ်ဆေးတဲ့အခါတန်ရှင်းနေတဲ့နေရာဟာတန်ကျေးတက်ပြီးဟောင်းနွမ်းသွားပါတယ်။ကန်ဆိုးစွာပဲသူကတော့ချက်လိုကံမကောင်းခဲ့ပါဘူး။ဝိညာဉ်ပေါင်းများစွာကသူ့မျက်စိရှေ့မှာတင်ပေါ်လာပါတော့တယ်။